ကျွန်တော်ညောင်ချောက်ကမင်းတမန်ပေါ်ရဲကောင်မလားအော်ဟုတ်ပါတယ်ခင်ဗျဟုတ်ပါတယ်ဟိုကျွန်တော်တမန်ပေါ်ရဲကောင်ပါအဲ့လိုဒီလိုပါတော့တဲ့တမန်ပေါ်ပြီးတော့အကျန်ဟိုဒီတော့မှကျွန်တော်ဘာကြီးစီရလေဘာကြီးကိုဝင်နှုတ်ဆက်တာဟိုခင်ဗျားခုလာတဲ့လမ်းမှာရိုးရလာတဲ့ကားတွေ့မိလားအဲ့ကားကျွန်တော်မပြောပါနဲ့ဗျာစိတ်ကုန်လို့ဟာဘာဖြစ်လဲပြန်ပြောလဲကျွန်တော်ဟိုတမန်ဖော်တဲ့ကောင်ဆိုတော့ဟိုကားတွေပါတွေဝယ်မသိနိုင်ဘူးလေကျွန်တော်ကားတို့ကြီးတအားဝယ်သိကျင်တာအဲ့ဒါမို့ကားတွေကလည်းဈေးတအားကြီးတော့လေအဲ့ကားတွေကိုအမြင်ကတ်နေတာဗျဟုတ်တယ်ဗျာအဲ့လိုအေးအဲ့ဒါဆိုကျွန်တော်ခုပြပါအောင်နော်ဟိုဘာကြီးစောင့်နေကြမှာဆိုလို့ကျွန်တော်သွားလိုက်ဦးကောင်းပါပြီကောင်းပါပြီကိုလုံးလည်းပေးကြနေရမယ်ညိုသားတော့ဟုတ်လုတ်ပြီးတော့မအောင်တောင်းလေဝါလေဟိုမှာနောက်တစ်ယောက်လာနေပြန်ပြီဟာဒီကောင်လည်းမေးကြည့်ပါဒီကောင်လည်းလူလေးမဲရဒီကောင်လည်းဖြစ်နေတာဟဲ့ဟုတ်ကဲ့ရက်နေဟုတ်ကဲ့ရက်နေပါလေခင်ဗျဘာတိတိုက်ရှိလို့လည်းမသိဘူးခင်ဗျတမန်ဖော်ရဲ့အဖွဲ့တမန်ဖော်တာဟုတ်ပါဘူးခင်ဗျဒီရုပ်ကတမန်ဖော်ရဲ့ရုပ်ဖြစ်ပါမင်းဟိုလမ်းမှာကားစီတွေ့လားကားတွေ့ုံဘယ်ကမလဲကျောက်ကအဲ့ဒီကားနဲ့လာတာလမ်းမကောင်းဘူးလေအဲ့ကြောင့်ဟိုဘက်ရွာမှာထားခဲ့တယ်ခင်ဗျားတို့ရှိကိုလာတာဗျာကားအရင်ပျက်စီးတယ်ကားနာလမ်းမကောင်းညံ့တာဟုတ်ပါမင်းမန္တလေးရလားတော်လိုက်လားဗျာကျောက်တလောက်ပြေးကြနေတော့ခင်ဗျာမျိုးရောက်ကမပြောက်ဘူးနော်ဟုတ်တယ်ဗျာမန္တလေးကစစ်လုံးဝရေမရောဘူးမန္တလေးလားမန္တလေးလားဗျာဟုတ်တယ်ဗျာဒီကောင်မိမတောင်းဖို့လာတာလားသိလိုက်လားမောင်ရမှန်လိုက်တာဗျာဟိုရရွှေမျိုးတော်သားနဲ့ဟောဒီကလေပင်ကြီးသူနဲ့ကိုမြန်းမို့လာတာဒီကိစ္စဒီကိစ္စတော်လိုက်တာဗျာကောင်းစင်ရေသိကြသွားပြီကွာသိကြတယ်မလွယ်ဘူးကြောက်ပဲဒီနေ့ဒါတော့မလွယ်ဘူးလေလေပင်သားသူပြလိုက်လေဘာဖြစ်လို့လောက်ကြီးမလိုးလေဘာလဲလေပင်သားတိုက်ကကြဘာဖြစ်လို့မင်းတို့ကောင်းလိုက်ဟိုဘာလို့လဲပြေတော့ပြေနေသိသွားမယ်အေးအောင်ပဲဘာလဲနာသက်အဲ့ဒီလေဆွမ်းတော့ကောဘယ်လာငါတို့ရွာတို့ယူနေမင်းလာကွာမန္တလေးလားအေးဒီကြီးခဏနေရခဏနေရမင်းကရလူမလေးတွေ့ရလူမလေးဘာမှလူမအောင်မင်းပြောမန္တလေးတော့ဟုတ်တယ်လေဟိုဘာပြပါ့ဘူးကွာ